မင်္ဂလာပါချစ်ကိုရှင်မတို့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ရဲ့စိန်သဇင်ဆန်ပွဲရုံမှာအယောင်ရာဆုံးဆန်မျိုးစားတစ်ခုဖြစ်တဲ့ကျွန်တော်တို့ရဲ့ပေါ်ဆန်မွေထူးထူးရှည်ဆန်လေးကိုဒီနေ့ချစ်ကိုရှင်မတို့ကိုမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့ဒီဆန်ရဲ့ဆန်သားသမင်းသားတွေကိုကျွန်တော်ချစ်ကိုရှင်မတို့မျက်ဝါးထင်နေမြင်ရအောင်အတွက်ကျွန်တော်ပြသပေးမှာဖြစ်ပါတယ်ကျွန်တော်တို့မှာအယောင်ရရှုံးဆန်လို့ဆိုတော့ကြံတစ်ဆန်တွေကဘလို့လဲမင်းမရောင်းရဘူးလားလို့ပြောမှာပေါ့ကြံတစ်ဆန်တွေလေးရောင်းရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကလူကြိုက်အများဆုံးစရင်ထဲမှာပါတယ်ပေါ့နော်အဲ့ဒါမျိုးပြောရှင်တာပါကျွန်တော်တို့ရဲ့ဒီပေါ်ဆန်လဲဆိုရင်လဲသူ့ရဲ့အတန်းစားနဲ့သူလူကြိုက်များတဲ့စရင်ထဲမှာပါတယ်ပေါ်ဆန်မထူးထူးရှည်ဆိုရင်လဲတော်တော်ထူးထူးရှည်လဲရောက်ကြားပြန်ဆိုလဲကြားပြန်လဲရောက်အီယာရွှေဖို့ဆိုလဲအီယာရွှေဖို့လဲရောက်ပေါ့နော်အဲ့ဒီလိုမျိုးလေးတွေကကျွန်တော်တို့အတွက်ကို1 to 5စရင်ထဲမှာကျွန်တော်ထည့်ထားတဲ့ဆန်မျိုးစားထဲမှာပါပါတယ်ကျွန်တော်တို့ရဲ့စိန်သစီမှာပေါ့နော်အဲ့ဒီနဲ့ကျွန်တော်နဲ့အတူတူအဲ့ဒီဆန်နမူနာနဲ့ထမင်းသားလေးကိုကြည့်လိုက်ကြအောင်ကဲဒီမှာနော်ချစ်ကိုချင်မှာနော်ကျွန်တော်တို့ရဲ့ပေါ်ဆန်မွေထူးထူးရှယ်ဆန်သားလေးဖြစ်ပါတယ်အရန်လာတယ်ချစ်ကိုချင်မှာတို့ရေဒီလားအရန်လာတယ်နော်ဒီမှာနော်တော်တော်လာပါတယ်ဆန်သားလေးတွေထမင်းသားလေးကိုကျွန်တော်ပြပေးမယ်နော်ကဲချစ်ကိုချင်မှာတို့နော်ဒီမှာနော်ကျွန်တော်တို့ရဲ့ပေါ်ဆန်မွေထူးထူးရှည်လေးဖြစ်ပါတယ်ပေါ်ဆန်မွေထူးထူးရှည်လေးနော်ထမင်းသားချိုးနော်ရှည်လိုက်တယ်ထမင်းနော်ဒီမှာနော်ဒီမှာတေချာချိုးပါဒီမှာနော်အရက်မိုက်တယ်လာတယ်နော်အရင်လာတယ်ကဲရှိကိုရှင်မတော့ကျွန်တော်တို့ရဲ့စိန်သစင်ပေါ်ဆန်မွေထူးထူးရှည်ထမင်းသားလေးဖြစ်ပါတယ်နော်ရှည်ချက်မွေးတယ်ရှည်တယ်ထမင်းသားနုံညံ့ပျော်ပြောင်းတယ်နော်ကဲဒီမှာနော်ထမင်းတယ်နော်ရှည်ရှိုးနော်ချစ်ကိုရှင်မနော်အရန်ကောင်းပါတယ်ရောင်းရတာလည်းဒီပြောမယ်ဆိုခဏလေးနဲ့ကိုကုန်တယ်သမင်းကောင်းရင်ရောင်းရတဲ့ချစ်ကိုရှင်မတို့ရေကျွန်တော်ပြောတာကိုနားထောင်ပဲနော်ဈေးကိုမကျင့်နဲ့ quality ကိုကြည့်ဈေးကိုမကျင့်နဲ့ quality ကိုကြည့်နော်သမင်းကောင်းတယ်ဆိုရင်စားသူတွေကဈေးကိုမကြောက်ဘူးနော်မကြောက်လို့လဲချစ်ကိုရှင်မတို့ချွေပိုတွေဘလောက်ပဲများစားနေကြတာပဲမဟုတ်ဘူးလားဒါကြောင့်နဲ့ချစ်ကိုရှင်မတို့နော်ကျွန်တော်ပြောရှင်တာကတော့အရေးအသေးကောင်းပြီးသမင်းကောင်းတဲ့ဆန်တွေကိုသာချစ်ကိုချင်းမတို့ရဲ့ဆန်ဆိုင်တွေမှာတင်ရောင်းကြဖို့အတွက်ကိုကျွန်တော်အသိပေးနှိုးဆော်နေရတာဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီသမင်းကောင်းတယ်ဆိုရင်ချစ်ကိုချင်းမတို့ဈေးတန်းမကြောက်ပါဘူးเนาะquality ကောင်းတဲ့ဆန်ဒီပြောမယ်ဆိုရင်ဈေးတန်းကတော့ညံတဲ့ဆန်လောက်ကတော့ဈေးပိုပါတယ်ဒါပေမဲ့မကြောက်ပါနဲ့ရောင်းပါလို့ရေးဝဲကျွန်တော်အာမခံပါတယ်သမင်းကောင်းတဲ့ဆန်ရောင်းရင်အဆင်ပြေရပါမယ်เนาะ